မင်္ဂလာပါရှင်မင်္ဂလာပါရှင်မင်းပလဲတွေစတိုင်တော့ဗောနော်စရောက်တော့မင်းသိရပလဲကဖိတ်ပလဲရဲ့ဖိတ်ပလဲရဲ့နောက်ဟိုဟာဗောတဟေတီရဲ့အဲ့လောက်ပဲမင်းနားလေတော့ဗောနော်အဲ့မှာရောင်ကာလာတွေကအများကြီးပဲဆိုအခုမှလိုက်မှတ်ရသေးတယ်ပလဲဆိုတာလည်းအဲ့လိုလက်ရှာကောင်းတာတွေပါတွေဗောနော်အဲ့လိုမျိုးတွေနဲ့ဈေးရမတူဘူးပေါ့နော်လက်ရှာပေါ်မူတည်ပြီးတော့ဈေးအတက်ဟိုအနေအမြင်ရှိရပေါ့နော်အခုဒီ fancy line နဲ့ရောက်လာတဲ့ခါကျတော့ဒီဂျပန်ပုံထဲမှာကျတော့ပလဲတွေကအများကြီးပဲမင်းပရင်ကိုမှတ်ရတာများလာပြီထင်တာဒီပလဲထဲမှာလည်းအဲဒီဂျပန်ပုံထဲကပလဲတွေဆိုလည်းအများကြီးပဲเนาะရေချိုထဲမှာတော့မှအခေါ်ဝေါ်တွေကအများကြီးပဲဒါဆိုလဲအကျမ်းမြင့်တော့ပလဲဝါပဲပေါ့နော်ဒါ၄တောက်ရှိတ်လေးတော့ shape လေးတော်လှတယ်ပြင်မှာမင်းတော့တော်သဘောကျတယ်အဲ့ဒါလေးနောက်ဒီဟာလေးဆိုရင်မင်းကတော့ပလဲအလွယ်မှတ်နီးပလဲပွားပေါ့နော်ရေချိုပလဲပွားပလဲစစ်ပေါ့နော်အဲ့လိုပဲမှတ်လိုက်တော့မယ်နော်မှတ်ရတာဒီများနီးလဲနည်းနည်းအသက်ကြီးမှ90နာကမှခောက်တော့ဖြစ်ချင်လာဒီက EPR ဆက်လေးပေါ့နော်ဒါလေးရရှိတယ်ဒီလိုတစ်ဆက်ရှိပါတယ်ဒီလက်စွပ်လေးကတော့ handmade လေးလုပ်ထားတာပေါ့နော်အဲ့လိုမျိုးလေးချစ်ချိုးလေးနဲ့ handmade လုပ်ထားတယ်အဲ့ဒါ EPR ဆက်လေးပေါ့နော် EPR တစ်ဆက်ရမယ်ဒီကပလဲပွားပေါ့နော်ပလဲပွားလေးတော့ရှိတ်လေးပါနောက်တစ်ခုကြတော့ဒီမှာဒီလိုပေါ့နော်ဒီရဟာပဲခဏယူလိုက်အောင်မယ်ဒီမှာဒါပရက်နော်ပရက်ကသူကဟို18 19လက်မလောက်တော့ရှိမယ်18 19လက်မလောက်ရှိမယ်သူကဇပရက်ဒီမှာလက်ပတ်နော်ဒါလက်ပတ်က9လက်မကွယ်လောက်ရှိတယ်ထက်ကြီးချင်တော့မင်းလင့်ကျိုးလေးချိန်ပေးမယ်ဒီကလည်းဒါ19လက်မရှိတယ်ရှည်ချင်းလင့်ကျိုးလေးထည့်ပြီးလို့ရတယ်နော်ဒီလိုဒီနေလေးဆွဲတာတော့လေဘေးမှာပေါ်တာပေါ့နော်ဒါကလည်း9လက်မကွယ်ဆိုရင်လည်းဒါတော်လက်ပြည့်တဲ့လေးဝတ်လို့အဆင်ပြေပါတယ်ဒါလေးလှရနော်ဟိုပလဲလက်ရှာလဲလှတယ်နောက်ဒီပွားနေတဲ့ဟာလေးရတော်လှနောက်နေမင်းဒီလိုလေးတော့ရှိတ်လေးလည်းသဘောရန်ကြတယ်နော်သူလည်းအဲ့လိုတစ်ဆက်စားပေါ့နော်လက်ပတ်လဲဆွဲနှစ်ဆွဲလက်စော့နော်ဒီလိုလေးခုတစ်ဆက်လေးရပါမယ်ပေါ့နော်ကျေးဇူးနေကြတယ်တရားချင်းစီတိုင်းကျေးဇူးအထူးတင်ပါတယ်